ဒီကဘာကြီးကကျွန်တော်တို့ထင်ထားသလိုတာမန် Minecraft ကဘာကြီးမဟုတ်တော့ပါဘူးဒီကဘာကြီးထဲမှာဆိုလို့ဆိုရင်တော့အရန်ကိုထိတ်လန့်ပြီးတော့မှကြောက်မဖွယ်ကောင်းတဲ့အသွင်မြောင်းမိစ္ဆာကောင်ကြီးကျက်စားတဲ့နေရာတစ်ခုဖြစ်လာပါပြီဒီအသွင်မြောင်းတတဝါတွေကလူတွေရွာသားတွေနဲ့တခြားသောတရိတ်ဆန်တွေတိုက်ခိုက်ပြီးတော့မှမိစ္ဆာကောင်တွေဖြစ်ကိုပြောင်းလဲသွားပြုလုပ်နိုင်ကြပါတယ်ကုဆက်ခံရတဲ့လူတွေနဲ့တရိတ်ဆန်တွေကအတိအစိတ်ပျောက်ဆုံးပြီးတော့မှပြည်သမျှအရာအားလုံးကိုရန်သူလိုတတ်မှတ်ပြီးတော့မှလိုက်တိုက်ခိုက်ကြရလည်းဖြစ်ပါတယ်ကျွန်တော်ကတော့ FBI အရာကြီးချုပ်မေးပြီပါကျွန်တော်တာဝန်ကတော့ဒီအရာကြီးတွေဘယ်ကဖြစ်ပေါ်လာလဲဒီတတဝါတွေကဘယ်ကနေဘလို့ဒီကိုရောက်ချီလာလဲဆိုတာကိုစုံစမ်းစစ်ဆေးရမှာပဲဖြစ်ပါတယ်ဟာအနေကိုကားမောင်းလာတာညောင်းတော့လာပြီကွာတော်ပါသေးတယ်ရှေ့မှာရွာတော့မြင်နေရပြီကွာဒီရွာကဘာလို့မြန်ဒီလောက်ကြီးထူးဆန်းနေရလဲငါစိတ်ထဲမှာတမျိုးကြီးပဲကွာဆရာလေကွာဒီအမှုမှာငါ့ကိုကန်ခိုင်းရတယ်လို့ဒီရွာနာဖြတ်သွားတဲ့လူတွေရဲ့ပြောကြားချက်အရရောဒီရွာကနေလွတ်မြောက်လာတဲ့လူတချို့ရဲ့ပြောကြားချက်အရရောဆိုလို့ရှိရင်တော့ဒီရွာထဲမှာမကောင်းဆိုးဝါးတွေရှိနေတယ်လို့ဖြစ်နိုင်မှာလဲကွာအခုလက်ရှိမှာတော့ငါဒီရွာရောက်လာပြီဆိုတော့ဒီမှာဖြစ်နေတဲ့ကိစ္စတချို့စုံစမ်းရမယ်အမှုမှန်ဖော်ထုတ်ပြီးလို့ဆိုရင်တော့ငါလည်းအေးဆေးပြန်လာတော့မယ်ကွာโอเคရွာလမ်းကဒီဘက်ကတော့ရတယ် What Oh my god ဘာဖြစ်နေရလဲကွာဓာတ်ရလည်းပြက်ပြင်မှာလည်းလူတွေတေးနေတာဟာ Oh no Oh my god ဟာရဘာဟောကြီးရောဟာဒီမှာ villager တွေရောဒီမှာရွာသူတွေရောဟာ Oh no ရဲစက်ကိုတက်ခါနာတာဟာ Oh my god ဘယ်သူမှမဒီလိုကိစ္စမျိုးလုပ်ရတာလဲကွာဒါဆိုလို့စိတ်တော့ဒီရွာမှာတစ်ခုဖြစ်တာသိချနေပြီကွာဟာဒီမှာရောဟာ villager အလောင်းနေဟာ no ဒီကနေတော့သွားလို့မရတော့ဘူးကွာရွာထဲဝင်မယ်ဆိုလို့ရှိရင်တခြားလမ်းဝင်မရမယ်ငါတခြားပဲလမ်းဝင်ကောင်းမလဲစဉ်းစားနေဟိုကဘေးမှာလည်းမြစ်ပဲရှိရဆိုတော့မြစ်လမ်းကြောင်းတိုင်းကူးရရင်ကောင်းမလားပဲငါမှအနီးလမ်းမရှိတာပဲအဲ့လိုပဲလုံးမရမှာပေါ့ Oh wait ငါအခုမှသတိရတယ်ဒီရွာထဲမှာကတိတ်ပတ်ပညာရှင်တယောက်ကဒီလိုကိစ္စတွေလုပ်တယ်ဆိုပြီးတော့မှလေတိုင်ချက်ဖွင့်တာရှိရကွာငါအဲ့ကောင်ကလည်းရှားရမယ်ကွာအခုလောဆိုတော့ငါဒီမြစ်ကိုဘာနဲ့ကူးရမလဲဒီရိုင်းတော့ကူးဖို့အစမပြေတော့ဘူးကွာကဲဒါမှလည်းမတတ်နိုင်ဘူးလေဟောဘက်ကအောင်ကူးရလေဒီတနည်းပဲရှိတာဆိုတော့ကဲလာလာကွာတစ်နဲ့တော့ကြော့ဟာစောစီကွာရေဆိုဝါးဟာဝဆုံဒါနဲ့ဒီရွာထဲမှာဘာတွေဖြစ်နေလဲဆိုတာငါအဓိကတော်တော်စုံစမ်းဖို့လိုအပ်နေပြီကွာဒီမှာတိတ်ဆုံးနေတဲ့လူတွေကလေတော်တော်များတယ်ကြောက်ကြလန့်စရာကြီးကွာရဲဆက်ဆက်ကိုတတ်ထားတာပြီးတော့ဒီအရာတွေကိုလှုပ်တဲ့တိတ်ပပညာရှင်ဆိုတဲ့ကောင်လည်းငါရှာပြီးတော့မှတခါလေးပြတ်တတ်မယ်ကွာဘာလို့လဲဆိုတော့သူ့ကိုတွေးလို့ဆိုရင်ငါမှတခါလေးပြစ်မိတ်ပါတယ်ဟာအဲ့တော့ဒီကောင်ကတခါလေးပြတ်တတ်သွား Oh no ဘာဟောညော Oh my god wait ဘာဟောနေတော့ဒီမှာနေ villager တွေလည်းကုန်သေးနေ What အထဲမှာကောင်းတော့ဟာဘာဟောညော Oh my god ဟာဟုတ်တယ်ဟာ No အသွင်ပြောင်းနေတဲ့ကောင်ကြီးကွာတောက်ခွက်ကြီးလားတောက်တယ်ဗောဒါ parasite ခွက်ကြီး Oh my god ဒါဆိုလို့ဒီရွာက parasite တွေပြန့်နှံ့နေတာဗော Oh no မနွားရောဒီနွားဘာဖြစ်နေကွာကြော့ကွာဟာတို့ကြက်တွေဟာ parasite ကြက်တွေရောငါထင်တာမှန်ဒီရွာက parasite ကူးစက်ကောင်ကြီးပြန့်နှံ့သွားပြီးတော့မှ villager တွေကလည်း parasite တွေအဖြစ်ပြောင်းပြီးတော့မှကျန်တဲ့ရွာသားတွေပဲလိုက်တက်တာကွာ No ဒီမှာကြက် parasite ကြက်ကြီးကဒီကောင်ငါ့ကိုတိုက်ခိုင်းနေတာအများကြီးပဲကွာဒီထဲမှာ parasite တွေက No ဒီရွာကြီးတော်တော်ပျက်စီးနေပြီကွာငါမှကြည်ရလေအလုံးလောက်ပါလာတာမဟုတ်ဘူးကွာပြီးဟိုတိတ်ပညာရှင်ဆိုတော့ကောင်လည်းရှားရအောင်မယ်
ငါဒီအရာကြီးတို့ငါတယောက်လေးရင်ဆိုင်မှုကတော့တော်ခဲနေကွာအိုး no ကြည့်အောင်ရွာသားတွေအများကြီးရောဒီမှာရှိတဲ့ရွာသားတွေလက်သမားတွေအကုန်လုံးသိနေပြီဟာ no ဒီမှာကြည့်ပါဦးကွာခေါင်းကြီးမှာပြတ်ထွက်နေအိုး shit တော်ဆိုးတွေဟာကြာဒီမှာကွာဒီချက် parasite ကတစ်မျိုးshit ကြော်ကွာတေးစမ်းဟာဒီကောင်ကြီးကတားမာတာပဲကွာချော့ကားတော့ဝယ်ဒီကောင်တွေကိုအမှန်ပြတ်တက်လို့ရတာဒါစိတ်ကန်းနဲ့တူတယ်ဒီကောင်ကြီးရဲ့စိတ်ကန်းထဲမှာလည်းအများကြီးပဲကွာနေတာမဟုတ်ငါစင်းဝါလို့ဆိုရင်တော့တခါလဲကိုယ့်ကိုတက်တည်လို့ပါတခါလဲဖြစ်နေမှာကွာအဲ့ဒါခဏထားပါငါအခုတာဝန်ကဟိုတိတ်ပြမညာချင်းရှားမှာဆိုတော့ငါအခုလောလောဆယ်အကောင်လိုက်ရှာရမယ်ဒီ parasite တွေကတစ်မျိုးကွာတေးစမ်းငါဒီစိတ်ကန်းသားမှာရှိနေတဲ့ဒီ parasite တွေအရင်ဆုံးရှင်းရမယ်ရှိသမျှ parasite တွေတော်တော်များရှင်းပြီးတော့မှငါဟိုတိတ်ပြမညာရှင်ကိုလည်းရှာရမယ်ကွာဒါပေမဲ့ငါအဲ့လိုတကောင်လိုက်ရှာနေတဲ့အချိန်တွေမှာတကောင်ထောက်မပြေးနိုင်အောင်တော့ငါတိကျသတိထားရမယ်ကြော့ွားရောက်တေးစမ်းno အများကြီးဟာတော်ပါသေးရကွာလေရှော့ကနေတော့အနီးကပြစ်မှတေးတာကွာwhat ဘာဖြစ်တော့ဟာဒါတခုတော့ဖြစ်တော့မယ်နဲ့တူတယ်ကြည့်ရတာနေရလဲဝင်တော့မယ်ကွာကောင်လက်ရှာမတွေ့သေးဘူး oh no ဘာယုံကအကြီးပဲ oh my god what ဒီကောင်ကြီးရနေပြီတော့မှ parasite ကောင်ကြီးအများကြီးထွက်လာပဲကွာ oh no ဒီကောင်ကြီးကဒါဆို parasite တွေကိုမွေးထုတ်ဝေးနေကောင်ကြီးဘောကွာဒီကောင်ကြီးရဲ့အမေလားပဲအဲ့ဒါဆိုရင်တော့ oh shit တေးပါပြီကွာဒီမှာအကောင်ကြီးကလည်းမျိုးစုံပဲဒုက္ခပါပဲငါတခုတော့လုံးမရပဲငါမှကြည်စမ်းတိတ်မရှိတော့ဘူးဟာတေးစမ်းကွာကြော့ကောင်ကြီးအစိတ်တွေနဲ့ပါပြစ်တာ no မြင်းတေးစမ်းကွာနောက်တော့ကောင်ဟိုwhat parasite တေးစမ်းကွာ parasite what ကောကိုကနေဘာအောင်နေဟာကျင်းရှိများလားမဟုတ်ဘူးဘာကောင်ဒီမှလည်းမသိဘူးဒီမှက parasite ချက်လေရောဒီကောင်နဲ့အော် no ထပ်ပေါ်လာပြီဒီကောင်ကြီးno parasite တားများနေပြီ shit တေတော့မှာပဲဒီပုံစံတိုင်းဆိုဟိုနွားကြီးကလည်းငါတော့လိုက်လာတာဟာပြိဿနေအကုန်လုံးကအသွေးတွေဖြောင်းဝင်ပြီဒုက္ခပဲအဲ့ဒါမှတေးရတော့ကွာငါမှကြည်စမ်းအလုံးတော့ပါမလားဟုတ်ကွာဘယ်လိုရမလဲတန်းတိုင်းကွာရှိရနေပဲကာပြရမှာပဲတေးစမ်းကွာဒီကောင်လက်တံနေအများကြီးပဲမင်းအောင်တော့မသိနိုင်ဘူးကြော့ကွာရောတေးစမ်းကွာရောတော်ပါသေးရကွာဒီမှာ parasite ချက်တော့တေးစမ်းရောထပ်ပေါ်လာရင်ဒီကောင်ကြီးကဘာလို့ဒီနားမှာပေါ်လာပြီးတော့မှ parasite တွေကိုခဏဒီနားမှာချနေအောင်ဟာဒုက္ခပဲဒီအများကြီးပဲအကောင်ကြီးကလည်းငါးနောက်မှာတလက်သက်လိုက်နေပြီမထူးတော့ကြော့ကွာရောက်နေတေးစမ်းကွာတေးစမ်း no နဲတာမဟုတ်ဘူးကျုပ်လာကြီးကွာနောက်မှာနဲတော့ကောင်နေမို့လိုက်လာတာအဲ့တော့ဒုက္ခရောက်ဘယ်လိုလုပ်မလဲကြော့ကွာဒီကောင်တို့ဝေးရနေပြီးတော့မှပြေးလိုက်ပြစ်လိုက်ပြီးခါပြန်လှည့်ပြီးပြစ်လိုက်လို့လုံးမှာပဲရမှာကြော့ရောတေးစမ်းကွာရောင်ကြီးကြည်စမ်းငါမှတိတ်ကြော်မကြံတော့တော့ခါကူလောက်နေဆိုတေးစမ်းကွာရောင်နေကြော့မရတော့ဟေးပေါ်တက်မှရမယ်ထင်တယ်ဒီကောင်တားများတယ်ကွာကြော့ရောတွားပြီငါရှော့ကန်ကြီးကုန်သွားပြီဒုက္ခပဲအဲ့ဒါမှငါဒီမှာတိတ်ပြီးကြတော့ဆက်ပြီးတောက်ဟန်လို့မရတော့ဘူးကွာငါဟိုတိတ်ပြမညာရှင်ဆိုတဲ့ကောင်ကိုအမြန်ရှာရမယ်ရှာဘူးလို့ဆိုရင်ဒီကနေအမြန်ထွက်သွားရမယ်ကွာငါတခါလေးဖြည့်စည်းပါရှာသွားမှရမယ်ကွာအကောင်စီမှာဖြည့်စည်းရှိလောက်မယ်အခုလောတော့ဒီ parasite ကိုအရင်ရှင်းရမယ်ကွာတချို့ parasite တွေလိုက်တိုက်ခိုက်တယ်ဒါပေမဲ့တချို့ကောင်တွေကျတော့ဘာဖြစ်နေအောင်ပြီတနေရာထဲမှာအသေးကြီးရက်ပြီးတော့မှကြီးနေတာတခုခုဖြစ်နေတာတူတယ်ဒီကောင်တွေကြည့်ရတာဟိုလောဆိုတော့ငါတိတ်ပြမညာရှင်လည်းရှာရမယ်ပြီးတော့ဒီရွာထဲမှာနည်းနည်းပါ
ကြည်စံလေးပါလိမ့်မယ်ရှိလို့ရှိညာစီလိုက်ရှာမယ်ကွာဒီချက်စီထဲမှာလည်းဘာမှမရှိဘူးဟာညရောက်ဝိုင်းဆိုတော့ဒီကောင်ကြီးကပိုပြီးတောင်းညံ့လာပြီကွာဒုက္ခပဲတေးစမ်းကွာငါမှရှော့ခန်းကြည့်ရမရှိတော့ဘူးဟေးကြော့ကွာရတေးစမ်းရငါဒီပင်စတိုပဲကြည်ရတယ်ဒီကောင်တော့သိမထီဘူးကွာပင်စတိုကြည်ကလည်း12ကပ်ပဲကျန်တော့တယ်ရွာကြီးကလုံးဝပြက်စီးနေပြီကွာငါဆိုလို့ဆိုကားတွေတိုက်ထားတာဒီရောလူအယိုးစုတွေရောဟာဒီမှာဆိုလို့ဆိုရင်တော်တော်ကြောက်ဖို့ကောင်းတာပဲကွာငါမင်းစစချားမယ်ကွာဟုတ်ကောအခုလို့ဆိုငါကြည်စနေလိုက်ရှာမယ်ဒါပါကြီးကစာတင်ကြောင်းနဲ့တူတယ်ဒီရွာတွေကကလေးတွေကိုစာပြပေးတဲ့အကြောင်းနဲ့တူပါတယ်ကွာဟာရဟဲ့လူခဏဒီမှာဘာလုံးနေရတော့အကုန်စိမ်မှတ်လားဟဲ့လူဒီမှာ parasite ကြီးပြန့်နေတာခဏမမြင်ပြန့်တော့ဒါဒီကဘာသာဦးပါလေကြည့်ရတာဒီရွာမှာလာနေတဲ့လူတွေကိုတဲခိုဖို့အတွက်ဒါ service ပေးတဲ့တဲခိုခန်းလိုပါလို့နေရာကြီးနဲ့တူပါတယ်ဟိုးဒီမှာရွှေကြီးတစ်ခါရွာထဲမှာလည်းဘယ်သူမှမရှိဆိုတော့ငါပဲယူသွားလိုက်ပါမယ်ဒီမှာတော့ကော့ပါရှိရယ်ပြီးတော့ဒီဂိုးရွှေစလေးရှိရယ်ယူသွားလိုက်မယ်ဒါက room တရက်လက်ကတော့မဖြစ်မနေခြင်နားမရအောင်ဟုတ်တော့ဒီလိုခန်းနေပါရကောက်ကထွက်လာတယ်မလေးဟိုပြောမယ် stream ဆိုရင်တွေ့လာမှတကောင်ဝင်မှုကြိုးစားနေတော့အသေးတယ်ဒီကောင်နဲ့မဆန့်လို့မားလေကွာဟာကွာဟိုကုန်လေးအခုချိန်ကြီးမပြန်သေးဘူးနိုင်ဖိရှင်တက်လိုက်တာကောင်းမယ်ဟုတ်တယ်ကွာနိုင်ဖိရှင်တက်လိုက်တော့တော်တော်ကြီးကြီးလေးလေးညွန့်မြင်ရတာမိုက်တယ်ကွာလုံးအောင်ဒါပေမဲ့ရွာထဲမှာအလင်းရောင်နည်းနည်းရှိလို့လားမသိဘူးမီးလေးနေပါရှိတော့တော်တော်ကြီးကိုအယောင်တောက်နေကွာတိတ်အရှိကိုမမြင်ရအောင်ပြဖြုတ်ထားတာပဲကောင်းပါတယ်ဟာကွာကြည်စံနေငါမှမရှိတော့ဘူးဒီရင်ထဲမှာတကိုးရှိပါသေးပဲဆူတောင်းတယ်အိုးဟျော private လိုက်ရဟာမကြည့်ကြတယ်ရောတော်ပါသေးရဲ့ကွာဒါဆိုလို့ရှိရင်တော့ငါဒီတညလောက်တော့တကောင်နေအေးစေးပြန်ပြီးခုခံနားနိုင်တယ်ကွာ private လိုက်ရတော့ကောင်းသွားပြီကွာဒီအောက်မှာပါရှိလဲမသိဘူးဘာမှတော့မရှိဘူးအစားတောက်ပဲရှိတယ်ဒါပေမဲ့ကောင်းပါတဲ့အစားတောက်လေးနည်းနည်းရောက်လဲဟိုကောင်ကဒီရွာထဲမှာရှိရလားမသိပါဘူးကွာအဲ့တိတ်ပညာရှင်ဆိုတဲ့ကောင်ကတောင်ဝင်ရတော့အကောင်တော့မတွေ့အောင်ရှားမှာပဲဟေးဒီမှာလည်းဘာမှမရှိဘူးဒီမှာလည်းဘာမှမရှိဘူးကွာဘာဖက်လိုက်ရတာပဲတော်တော်ကျေးဇူးတင်နေပြီငါမှကြီးစံနေလည်းမရှိတော့ဘူးဆိုတော့တော်ပါသေးရဲ့ rifle လေးရလာလားငါလည်းဒီကောင်းနေဘယ်နေရာမှာလိုက်ရှာမလဲမသိဘူး parasite တွေကလည်းငါတော်တော်ပြစ်တက်လိုက်တာဆိုတော့တိတ်ပြီးတော့မှရှိတော့မရှိတော့ကွာဒီရွာထဲမှာတော့ဒါပေမဲ့ရွာပြင်မှာတော့ရှိတော့တယ်ရွာထဲမှာတော့တိတ်မကြံတော့ဘူးโอเคမိုက်တယ်ကွာ rifle က share ပဲဘူးလို့ငါပိုက်တာစားနေတာမုံလေးပါလေးစားရမယ်တော်ပါသေးရဲ့ကွာဒီရွာထဲမှာပါမော်လေးနည်းပါရှိလို့တညာလည်းမရသေးကွာပြီးတော့ဒီလူတွေရလဲပုတ်ဖော်ရတိတ်အောင်နန်းတာဟာညားမှာသူရောအဲ့တော့အဲ့နေတယ်ကဲဟိုမှာ parasite ကကျန်သေးရဲ့ကွာဒီကောင်တော့ကောင်ကြော်ရโอเค rival လေးကမိုက်တော့မိုက်တယ်ကွာကြော်ဆိုကစကုတ်လေးပါတော့စကုတ်လေးပါတော့ရှင်ပြည့်ရအဆင်ပြေရအဲ့ဟိုမှာနွား parasite လားပြီးသွားပြီโอเคကဲအခုငါတာဝန်ကဟိုတိတ်ပညာရှင်ဆိုတဲ့ကောင်ရှာတော့မှာကွာဒီညတော့ကောင်ကမတွေ့အောင်ရှာမှာကွာတိမ်ဝင်တိမ်ထွက်လိုက်ရှာရမယ်ဒီကောင်ဒီရွာထဲမှာပဲရှိနေပါစီလို့ငါဆူတောင်းနေကွာအဲ့ဒီထဲမှာလေလူတေးနဲ့ပြည်ရင်တော့ဝင်ချင်းကွာအန်အောင်အန်ချင်းနဲ့အနံ့တွေကစိုးချက်လေဘလိုနေရာကြီးပါလေကွာအဲ့ parasite ဒီ parasite ကြက်ကတမျိုးဘာလို့များနေရအောင်ဟာ parasite တွေကဒီပုံစံတိုင်းဆိုလို့ဆိုရင်တော့တိတ်ပညာရှင်ဆိုတဲ့ကောင်တွေ့ရတဲ့တန်းရှင်းပြီးွားနဲ့ငါမှပါလာတဲ့ TNT နဲ့ဒီတရွာလုံးဖြတ်စည်းခဲ့မှရမှာကွာမဟုတ်လို့ဆိုရင်ဒီရွာကြီးကထပ်ပြီးတော့မှ parasite တွေတိုးပွားလာဖို့ပဲရှိတယ်။ဒါလည်းဖြတ်စည်းကြရ
ဒီမှာလဲ parasite villager တကောင်ကွာရောသိစမ်းကွာကြီးစံနေရအများကြီးမရှိပါဘူးဆိုမှဒီကောင်နေရလဲတကောင်မီးဒီကောင်ပေါ်လာတာဟေးဒီနေ့မှာပါရှိတယ်ကောင်းရင်ဘာမှမရှိဘူးဒုက္ခပါပဲကွာဟာဒီမှာထပ်ပေါ်လာရမည်သိစမ်းကွာရောတော်များနေပြီကွာ parasite ညာအဲ့ဒါလို့စင်တော့ငါဒီရောတခါဖောက်ခွဲမှရဟာဒီမှာလဲတကောင်ဒုက္ခပဲဟေးတော်တော့ဆိုးတာသိစမ်းကွာရောသိမရှိပြတ်တာမှမင်းတို့ကောင်မင်းကြီးကက်ကနည်းနည်းလေးမှာစက်တက်ခဲ့ပဲကျန်တော့တယ်လောက်မှမကျန်တော့ဒုက္ခရတာဒီနေ့ဝင်မို့ဘယ်လိုဝင်ရမှာမသိတကားဒီကောင်လုံးကလည်းပိတ်ထားတာကွာအဲ့တော့ဘယ်လိုဝင်ရမှာမသိမထိုးပါကွာတနက်နဲ့ပဲပြစ်ဖွင့်မလိုက်မရှုပ်လို့တွားရော့ဒါလေးကိုတော့ဖြတ်လိုက်ပါမယ်โอเคโอเคဒီရင်ထဲမှာဘာမှန်းရှိလို့ဒီကောင်နဲ့တကားပိတ်ထားတာလဲအိုးဟိုရေ RPG တင်ထားတာကွာဒီရင်ထဲမှာဥမာကွာဒီကောင်ဘာလောက်တော့ဟာဒီရင်ပါရှင်အားဆိုပုံမှန်ရှင်နေမှာဆိုလို့စင်တော့လို့ RPG တွေဘာတွေက license မရှိပဲတင်ထားတယ်ဆိုလို့စင်တော့ဒီကောင်ဖမ်းလို့ရတယ်ဒါပေမဲ့ကိုလိုအရေးကြုံတဲ့အချိန်မှာ RPG တလဲရလဲငါအတွက်ကအစိုးရအကောင်းလို့ပြောလို့ရတယ်တော့ဗာဒီရကွာဒီ RPG နဲ့ဆိုလို့စင်တော့ easy ပဲအကောင့်20လောက်ကိုတစ်ချက်ထဲနဲ့ပြစ်ခွဲလို့ရတယ်အခုလောဆိုတော့ငါတောင်းဝင်ရတော့တိတ်ပညာရှင်ဆိုရကောင်ကအခုမတွေ့အောင်ရှာရမယ် what အဲ့ parasite are here go away parasite ကဒီမှာရှိရဲ့ဝေးကိုသွားတယ်ဒါတဲ့အနေရရှိတဲ့နေရာတဲ့မဝင်လာနဲ့တဲ့ yeah ထိုးပါဦးကွာဝင်မယ်ကွာကြော့နေနောက်တော့ထပ်ကျဲလိုက်မယ်ပွင့်သွားပြီလား yes ထဲမှာလူတွေရှိရဟာရောဒီထဲမှာလူတွေရှိရအတော်ပဲအကူကြီးတောင်းလို့ရတယ်ဒီကောင်နဲ့ဆိုလို့စင်ဟာလူတွေမဟုတ်ဘူးဒါကြီးဟိုတိတ်မညာကျိုးရွဲကောင်ဟဲ့လူခင်ဗျမပြေးနဲ့ဟဲ့လူမပြေးလို့ပြောနေလေဒီလူကတော့ပြောရဆိုတာလက်ပေါက်ကတဲ့လူပဲကွာကဲခင်ဗျမပြေးနဲ့လို့ပြောတော့ပြေးမှာတော့နောက်တစ်ခါမှထပ်ပြေးသူ့နောက်လိုက်ကပါထပ်ပြေးတယ်ပေါ့သိစမ်းကွာပြေးတဲ့ကောင်အကုန်ပြစ်သက်ငါမှာကပြစ်မိန်ပါလာပြီးသားဆိုတော့ခင်ဗျဘယ်ပြေးမလွတ်ဘူးဟဲ့လူသိစမ်းကွာရော့ဟုတ်ပြီကွာနောက်ဆုံးတော့ငါဒီတိတ်ပမချရှင်လဲရှာတွေ့ခဲ့ပြီငါ့ရဲ့နောက်ဆုံးတာဝန်ဖြစ်တဲ့ဒီဖြည့်စည်းရှာဖို့ပဲကြံတော့တယ်โอเคဒီထဲမှာဒီကောင် plan နေနဲ့ဖြည့်စည်းပါညာရှိမှာပေါ့ပြောမရဘူးဒါရက်ပါပြီဒါမီwhat the fuck ဒါရဒီရွာမြေပုံပဲကွာဒါခဏထားပါငါ့ကိုလောတယ်ဒီကောင်ပစ္စည်းရှာအိုးဒီမှာတွေ့ပြီကွာရောင်ဖြည့်စည်းလက်တွေ့ပြီဟယ်လီကော်ပတာကီးကဘာကိစ္စကြောင့်ဟယ်လီကော်ပတာကီးရှိရမှာငါဒီဟယ်လီကော်ပတာဘာညာပြင်တဲ့ပုံကွာဟယ်လီကော်ပတာကီးကြီးရတာဒီကောင်ဟယ်လီကော်ပတာတစ်ခုလောက်ဖို့ချီရှိနေတယ်တူပဲတရားနေလားအလန်တနန်စင်ဝါလို့ဒီမှာဟယ်လီကော်ပတာရက်တဲ့နေရာရှိရကွာshit ဒါဆိုလို့ဆိုရင်ဒီကောင်ကဒီညကို parasite တွေထပ်ဖြန့်မှုအတွက်ကိုတခြားနေရာဟယ်လီကော်ပတာနဲ့ထွက်ပြေးမှာပဲကွာတော်သေးရပါကွာငါရောက်လာမြန်လာလို့ကဲဆိုတော့ငါ့တောင်ဝင်ကဖြည့်စည်းတဲ့ကရှာတွေ့သွားပြီဒီကောင်ရဲ့အကြံစီလည်းတိသွားပြီဆိုဒီကောင်လည်းငါတတ်နိုင်ခဲ့ပြီဆိုတော့ဒီရွာကြီးဖောက်ခွဲဖျက်ဆီးပစ်လိုက်တာကောင်းမယ်ထင်တယ်ဘာလို့လဲဆိုတော့ parasite တွေကငါထက်ရှာတာမတွေ့တော့ဘူးဆိုပေမဲ့တနေရာကနေပြီးတော့မှထပ်ပြီးရောက်လာနိုင်တယ်အဲ့တော့ငါဒီရွာကြီးကိုဖျက်ဆီးခဲ့လိုက်တော့မယ်မထူးတော့ဘူးโอเคဒါဆိုလို့ရှိရင်တော့ငါမှာ party TNT အကုန်လုံးနေရာလိုက်ရှာရမယ်ကွာငါထင်တဲ့အတိုင်းပဲရွာပြင်မှာ parasite တွေရော zombie တွေရောတေးစမ်းကွာရောင်ကြီးဒုက္ခပါပဲကွာဒီမှာလေလူတွေနဲ့ကွာမစကီလက်တန်နေရောကြော်ရရောင်ကြီးဆိုကြီးကအလောက်ဒီအဝေးမသွားဘူးလားဒုက္ခပဲကွာကြော်ကွာရောင်
我那个zombie 都比米玩的，对不对？啊，叫 zombie 那个呢 fight play 呢。မြန်တော့ကမြန်ပြေးမရမယ်ဟယ်လီကော်ပတာရှိတဲ့နေရာတော့ငါအမြန်ဆုံးသွားရမယ်โอเคတရားရှိတဲ့နေရာတော့ရောက်ပြီဒါပေမဲ့တားမောင်လေကွာ night vision တက်မှတော့ရမယ်မတက်လို့မရဘူးโอเคမြန် night vision မင်းဖုန်းတက်ရမယ်ရော့โอเคရပြီကွာအဲ့တော့ဒီပုံတိုင်းဆိုလို့ရှိရင်တော့ငါဒီရှေ့လန်တရံသွားမှာပဲโอเคမြန်ပြေးမရမယ်ဟာဒီမှာရုံရုံကြီးရွာပြင်းမာတွေပါအလောင်းနေရှိတာဟာရှောနေတာမဟုတ်ဘူးလီဒါဆိုဒီရွာကနေလွတ်လာတဲ့ရွာသားကြီးတော်တော်ကန်ကောင်းတယ်လို့ပြောလို့ရတယ်ကွာဒီမှာရောကွာအများကြီးပဲတော်ကြောက်ဖို့ကောင်းတာပဲကွာဟာကြောင့်ဒီမှာရောကွာโอเคရှေ့မှာတော့ရောက်ပြီဒါနဲ့ဘဲနဲ့တူတယ်ကွာဟုတ်တော့တယ်ဟဲ့ဘာယူအာရှစ်ဘော no villager parasite ရှစ်အကောင်တေးအောင်ပြတ်မရမယ်啊，叫我呀！ဒီကောင်မသေးသေးဘူးလားသေသား no ငါတင်တဲ့အတိုင်းပဲဒီကောင်နေရွာပြင်မှာပါရှိတာကွာရှင်းနေတိတ်မကောင်းဟျောင်းအဲ့ဒါဆိုလို့စင်တော့ကောင်နေရတော့အများကြီးပဲဒီမှာဒီတိုးတွေอ่ะဟောဒါယူတိုးကွာဒီဟုတ်ပြီအားဒီမှာဒီကားရှိရရန်တက်ဟာဟယ်လီကော်ပတာရက်တဲ့နေရာကလေတော်တော်ကြီးကိုစုပ်ပြတ်သက်နေပြီကွာပြိုတော့ပြိုကြတော့မဲ့ပုံတော်တော်အိုးဟောင်းနေอ๋อရေထဲမှာတက်နေတယ်โอเคဟယ်လီကော်ပတာတွေ့ပြီကွာနောက်ဆုံးတော့ဒီမှာအကောင်ရလေလာတိုက်နေတယ်ဟောင်းရင်ငါဒုက္ခပဲโอเคဒီမှာဟယ်လီကော်ပတာကြီးဆိုတော့ဖွင့်ကြည့်လိုက်မယ်ကွာဆက်ရလားလို့โอเคရတယ်ကွာအလုပ်လုပ်တယ်ဟုတ်ပြီကွာအဲ့ဒါဆိုလို့ရှိရင်တော့ဒီ TNT အကုန်လုံးကိုဖောက်ခွဲဝယ်ကြံတော့မှာပေါ့လာစမ်းကွာရော့ကွာမှာတခုဟာ RPG နဲ့ပြစ်တာတိတ်မပေါက်ကွဲဘူးနဲ့တူကြည့်ရတာအဲ့ဒါဆိုလို့ဆင်လဲလက်ပြပုံးနဲ့ပဲကျဲလိုက်မယ်ကွာအောက်ကနေဟုတ်ပြီโอเคဘယ်နာပြရှာကောင်းမယ်လက်ပြပုံး TNT ရဟောမှာ TNT လည်းရှာထားကွာဒီဘက်မှာโอเคအဆင်ပြေခဏနေအောင်ဟောဘယ်နာ TNT ပြရှာမှာမသိပြီးလို့ဆင်တန်းလင်းနိုင်မှာโอเคဒီမှာ TNT ရိုက်တွားရင်တလုံး let's go မြန်လေးမယ်ဟုတ်ပြီကွာလုံးပေါက်ခွဲသွားပြီကဲနောက်ဆုံးတော့ဒီရွာကြီးလဲငါအပြီးတိုင်းဖြက်စီးနိုင်ခဲ့ပြီကွာဟာမိုးတော်လင်းလာပြီကွာဟုတ်ပြီကွာအခုဆိုလို့စင်တရွာလုံးပြက်စီးနေပြီနောက်ဆိုလို့စင်ဒီရွာထဲမှာဘယ် parasite မှလည်းရှိမှာမဟုတ်တော့ဘူးငါဖြည့်သေးလေးရခဲ့ပြီဆိုတော့ဒီ parasite ပြဿနာယူတော့ငါကောင်းကောင်းဖြည့်ရှင်းနိုင်တော့မှာကွာနောက်ဆိုလို့စင်ဒီ parasite ယောဂကဆိုကလည်းထပ်ဖြစ်မှာမဟုတ်တော့ဘာလို့ဆိုတော့ငါတိတ်ပညာရှင်ကိုလည်းငါတတ်ခဲ့ပြီးပြီဖြည့်သေးကိုလည်းငါတစ်ခါလေးယူလာနိုင်တယ်ဆိုတော့နောက်ဆုံးတော့ငါကဘာကြီးကိုငါကာကွယ်နိုင်ခဲ့ပြီကွာ